ကဲအခုတစ်ခေါက်စားမှာတော့အုံးမတိမျိုးရဲ့အထင်ကြီးစားစရာလည်းဖြစ်တယ်မိုးရသည်လေးနဲ့လည်းလိုက်ဖက်တဲ့ငါကူမြင့်ရှင်ဟင်းလေးကိုဘလို့အရသာရှိလဲဆိုတာစားပြသွားမှာပဲဖြစ်ပါတယ်ဗျစူကာကြော်လေးနဲ့ကျွန်တော်ကြချိုချင်းလေးကိုလည်းကြားပါတယ်ဗျသူ့ရဲ့ရသာလေးကလည်းငါကူမြင့်ရှင်လို့ဆိုတဲ့အတိုင်းမြင့်ရှင်အနက်အရင်မပြင်းပဲမွေးမွေးလေးနဲ့ချင်းချင်းဆက်ဆက်တောက်လို့ကောင်းတာပဲဖြစ်ပါတယ်ဗျကျွန်တော်လှူစားရတယ်ချင်းချင်းဆက်ဆက်လေးနဲ့အနှစ်ပဲဗျာနောက်ပြီးတော့ကြက်ချိုချင်းရဲ့အရသာလေးကိုကျွန်တော်မြည်စမ်းကြည့်ရဲ့အခါမှာသူ့ရဲ့အရသာအရင်အချိုးကြီးမဟုတ်ပဲနဲ့အတင်းတင်လေးစားလို့အရင်ကောင်းပါတယ်ဗျပဲဖို့ကြိုက်တဲ့လူများတော့လည်းဒီလိုထည့်ပြီးစားလို့ရပါတယ်ဗျာမန်းတော့ဒီလိုဟာဒီစားကိုကြိုက်တယ်ချမ်းချားတယ်လူရန်ကောင်းလို့ထမင်းတွေလိုက်ပွဲခဏခဏထည့်ရပါတယ်ဗျာ